မင်္ဂလာပါ Healing Space ကနေကြိုဆိုပါရစေဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့စိတ်ကစိတ်ပဲငါတို့ကစိတ်မဟုတ်ဘူးဆိုတဲ့အကြောင်းအရာလေးပေါ့နော်ကဲအကြောင်းအရာလေးစီကိုဆက်သွားရအောင်တချို့ရက်တွေမှာကိုယ့်ရဲ့စိတ်ကခါတိုင်းထက်ပိုပြီးတော့ရှုပ်ထွေးနေတတ်တယ်မနှက်ပြန်ပါဖြစ်မလဲဆိုတော့မတီးလို့စိုးရိမ်နေတတ်တယ်အတိတ်ကအရာတွေကောင်းထဲမှာပြန်ပေါ်လာတဲ့တကြောင်မလို့နာကျင်နေတတ်တယ်လူတွေရဲ့စကားတွေကလည်းကိုယ့်ရဲ့ရင်ထဲကိုတိုက်ရိုက်ဝင်လာတတ်တယ်ပြီးတော့ကိုတန်တရားဝင်နေမိတတ်တယ်ဘာလို့ဒီလိုဖြစ်နေရလဲငါစိတ်ကဘာဖြစ်လို့မပြောနိုင်ရတာလဲငါဘွားကအခုလိုပဲဆက်တွားနေတော့မှလားဆိုရဲစိတ်ထဲကစကားတန်တွေပေါ့တခါတလေအတွေးတွေကြောင့်အသက်ရှူရတော့မှခက်လာတယ်လို့ခံစားရတတ်တယ်ဒါပေမဲ့ဒီနေ့မှာတင်ကိုရေးကြီးတဲ့စကားတစ်ခုပြောပြချင်တယ်တင်းစိတ်ထဲမှာပေါ်လာနေတဲ့အတွေးတွေကတင်မဟုတ်ပါဘူးတင်နာကျင်နေရတဲ့ခံစားချက်တွေကလည်းတင်မဟုတ်ပါဘူးတင်ဟာအဲ့ဓာတွေကိုခံစားနေရတဲ့လူအဲ့ဓာတွေကိုကြည့်နေရတဲ့သူအဲ့ဓာတွေကိုနားထောင်နေရတဲ့သူဖြစ်တယ်ဒီအချက်ကိုတိသွားတဲ့အခါမှာတင်ရဲ့ဘဝကနည်းနည်းလေးတော့ပေါ်သွားမယ်တချို့လူတွေကတင်ကိုပြောဖူးလိမ့်မယ်မစင်စားနဲ့မကြောက်နဲ့မငိုနဲ့အာတင်ထားပေါ့ဒါပေမဲ့အမှန်တကယ်ပြောရမယ်ဆိုရင်လူတစ်ယောက်ကမစင်စားနဲ့လို့ပြောလိုက်ရုံနဲ့စိတ်ကလဲနေတာရက်မတွားပါဘူးဒီလိုပဲမကြောက်နဲ့လို့ပြောလိုက်ရုံနဲ့အကြောက်တရားကမပြောက်တော့ဘူးဒါကြောင့်ဒီနေ့တော့တင့်ကိုဒီလိုမဖြစ်နဲ့ဟိုလိုမဖြစ်နဲ့ဆိုပြီးတော့မပြောချင်ဘူးဒီနေ့မှာတင့်ကိုပို့ပြီးတော့ယူရှင်တဲ့အမှန်တရားတစ်ခုပဲပြောပြချင်တယ်တခါတလေစိတ်ကတင့်ကိုကယ်ဖို့ကြိုးစားနေတယ်ဒါပေမဲ့ကယ်နီးမာသွားတယ်စိတ်ကအန်ဒီရတွေကိုကြိုးမြင်နိုင်တဲ့အတွက်ကြောင့်မလို့အမြဲကြောက်နေစေတဲ့ခံစားချက်ဖြစ်စေတတ်တယ်စိတ်ကတင့်ကိုမနာကျင်စေချင်လို့အတိတ်ကတင်မာခဲ့တဲ့အရာတွေကိုပြန်ပြီးတော့အမှတ်ရစေပြီးတော့တတိပေးတတ်တယ်ဒါပေမဲ့အဲ့ဒီကယ်နီးတွေကတင်ကိုပို့ပြီးတော့နာကျင်စေတယ်တခါတလေတင်အရန်ဆင်းရဲနေတဲ့အချိန်မှာအိမ်မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်လူတွေကြားထဲမှာပဲဖြစ်ဖြစ်တင်ရင်ထဲမှာစကားတခွန်းပဲပေါ်လာတတ်တယ်ငါတကယ်အရန်ကိုစိတ်ပင်ပန်းနေပြီးငါဆက်မတွားချင်တော့ဘူးဆိုတဲ့အတန်ပေါ့ဒါပေမဲ့အဲ့ဒီစကားကိုပြောနေတဲ့သူကဘာတူလဲစိတ်ပဲနော်စိတ်ကတင့်ကိုထိန်ချုပ်ချင်နေတာဒါပေမဲ့တင်ကအဲ့ဒီစိတ်မဟုတ်ဘူးတင်ကစိတ်ကိုတိနိုင်တဲ့သူတင်ကစိတ်ကိုမြင်နိုင်တဲ့သူအဲ့ဒီအချက်ကအရင်အရေးကြီးတယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်ကိုမြင်နိုင်တဲ့သူကဘယ်တော့မှစိတ်ရဲ့အကျဉ်းသားမဖြစ်တော့ဘူး။အခုတင့်ကိုစကားတစ်ခုလက်ဆောင်ပေးခြင်းနဲ့အဲ့ဒါကတင့်အတွက်အရန်ကိုအတုံးဝင်မဲ့စကားပါ။အဲ့ဒါကဘာပဲကြုံလာအဲ့ဒါကစိတ်ပဲဆိုတဲ့စကားပေါ့နော်။တင်စိတ်ညစ်လာပြီဆိုရင်အဲ့ဒါကစိတ်ပဲ။တင်ကြောက်လာပြီဆိုရင်လည်းအဲ့ဒါကစိတ်ပဲ။တင်ဝမ်းနေလာပြီဆိုရင်လည်းအဲ့ဒါကစိတ်ပဲတင်ရင်ထဲလေးလံနေပြီဆိုတဲ့အချိန်ကျရင်လေအဲ့ဒါကစိတ်ပဲလို့ဒီလိုပဲပြောလိုက်ရုံပဲအတွေးတွေကခဏလောက်ရက်သွားတယ်အတွေးတွေကလုံးဝကြီးပျောက်သွားတယ်ဆိုတာမဟုတ်ဘူးဆိုရင်တော့မှအနည်းဆုံးတော့တင်နဲ့တင်ရဲ့စိတ်ကိုခွဲလိုက်နိုင်တယ်တင်းစိတ်ထဲမှာတခါတလေအရန်ကြောက်စရာကောင်းတဲ့အတွေးတွေဝင်လာတတ်တယ်ငါဆက်မလုပ်နိုင်တော့ငါဘွားတော့တွားပြီးထနေငါတည်သွားချင်တယ်ငါဆက်ပြီးတော့မခံစားချင်တော့ဘူးဒီလိုအတွေးတွေဝင်လာရင်တင်ကိုတခုပဲပြောချင်တယ်အဲ့ဒီအတွေးတွေကတင်မဟုတ်ပါဘူးအဲ့ဒါကတင်စိတ်ရဲ့နာကျင်မှုကထုတ်ပေးလိုက်တဲ့အတန်ပါနာကျင်မှုတွေကြီးထွားလာတဲ့အခါမှာစိတ်ကအလွန်ပြင်းထန်တဲ့စကားတွေပြောတတ်တယ်ဒါပေမဲ့တင်ကအဲ့ဒီစကားတန်တွေအဲ့ဒီအတွေးတွေနောက်လိုက်တွားစရာမလိုတင်လောက်ကအဲ့ဒီအတွေးတွေကိုတတိထားပြီးတော့ဒီလိုပြောဖို့ပါပဲအော်ဒီနေ့တော့စိတ်ကအယံနာကျင်နေတာပဲဒီလိုပြောလိုက်ရုံပါပဲတင်ကတင်းရဲ့စိတ်ကိုမြင်နိုင်သွားတာနဲ့တင်စိတ်ကအနေငယ်နူးညံ့သွားမယ်တချို့အချိန်တွေမှာစိတ်ကအမှန်တရားကိုမပြောဘူးစိတ်ကဆက်လန်တွေပြောတတ်တယ်အဲ့ဒီဆက်လန်တွေကဘလို့လဲဆိုတော့သူတို့ကနင့်ကိုမချစ်တော့ဘူးသူတို့ကနင့်ကိုနှိမ်တယ်နင့်ဘွားကတစ်တက်လုံးဒီလိုပဲဖြစ်နေမှာပဲနင့်အိမ်မှာလည်းမပြောနိုင်ဘူးအပြင်ထွက်သွားတယ်ဆိုရင်လည်းနင့်ပြောနိုင်မှာမဟုတ်ပါဘူးနင့်ညံ့လို့ဒီလိုဖြစ်တာအဲ့ဒါတွေကစိတ်ထဲကဆက်လန်တွေပေါ့စိတ်ကအရန်တော်တဲ့ဆက်လန်ရေးစရာလေးဒါပေမဲ့အဲ့ဒီဆက်လန်တွေကအမြဲတမ်းအမှန်တော့မဟုတ်ဘူးတင်စိတ်ကတင်ကိုနေမလုံနိုင်ပါဘူးကွာလို့ပြောလဲအရင်တော့ကတင်လုံနိုင်ခဲ့တာတွေအများကြီးရှိတယ်တင်စိတ်ကတင်ကိုတင်အောင်မြင်မှာမဟုတ်ပါဘူးလို့ပြောလဲတင်ရင်တော့ကကြော်ဖြတ်ခဲ့တာတွေအများကြီးရှိတယ်ဆိုတာကိုအမရပေးပါလူတယောက်ကစိတ်နာကျင်နေတဲ့အချိန်မှာအများဆုံးလုပ်တတ်တာကထွက်ပြေးတာပါဘယ်လိုထွက်ပြေးတာလဲဆိုတော့ဖုန်းသုံးပြီးအာရုံလွှဲလိုက်တာအလုပ်ထဲမှာစိတ်နစ်ပြီးတော့အလုပ်လုပ်နေလိုက်တာတခြားလူတွေကိုရန်ဖြစ်ပြီးတော့စိတ်ဖြေလိုက်တာအစာမစားတော့တာတို့မဟုတ်အလွန်အကျွံအစာစားတာဒါတွေကနာကျင်မှုကိုမတွေ့ချင်လို့ထွက်ပြေးနေတာဒါပေမဲ့ဒီနေ့တင်မထွက်ပြေးဘူးတင်ဝမ်းနေနေတဲ့အချိန်မှာတောင်မှတင်ကျမရဲ့ဗီဒီယိုကိုနားထောင်နေတယ်
ဒါကတင်ရှေ့ဆက်တွားနေတယ်ဆိုတဲ့အတိတ်ပဲပါတင်ရဲ့စိတ်ကတင်နေ့တိုင်းအတူတူနေရတဲ့အခန်းဖော်လိုပါပဲတခါတလေအခန်းဖော်ကစကားများတယ်တခါတလေအခန်းဖော်ကအပြစ်တင်နေတယ်တခါတလေရန်ဖြစ်တယ်ဒါပေမဲ့အခန်းဖော်ကတင်မဟုတ်ပါဘူးတင်ကအိမ်ရှင်ပါတင်ကအဲ့ဒီအခန်းထဲမှာနေရတဲ့တူပါစိတ်ကအဲ့ဒီအခန်းထဲမှာတခါတလေအော်နေပေမဲ့တင်ကဟုတ်ကဲ့ဆိုပြီးတော့အားလုံးကိုလက်ခံလိုက်စရာမလိုပါဘူးတင်လို့ရမှာကကြားလိုက်ရုံပါပဲအော်ဒီနေ့တူအော်နေပြန်ပြီအော်ဒီနေ့တူစိတ်ညစ်နေရပဲဒီနေ့တူဆိုရင်နေပြန်ပြီဒီလိုမျိုးပြောနိုင်လိုက်တာနဲ့တင်းရဲ့အာယုံကပြန်ပြီးတော့တည်ငြိမ်လာပါလိမ့်မယ်တချို့လူတွေကဒီလိုမေးတတ်ကြတယ်ဒါဆိုရင်စိတ်ကိုဘယ်လိုပြောင်းအောင်ဖျောက်လိုက်ရမလဲတဲ့အမှန်တကယ်ကစိတ်ကိုပြောင်းအောင်ဖျောက်လိုက်လို့မရဘူးစိတ်ကိုလည်းပယ်ဖျက်လိုက်လို့မရဘူးစိတ်ကိုတက်ပစ်ဖို့လည်းမလိုအပ်ဘူးတင်လို့ရမှာကစိတ်ရဲ့ထိန်ချုပ်မှုအောက်မနေုံပဲစိတ်ကတင့်ကိုအုပ်ချုပ်ချင်တယ်ဒါပေမဲ့တင်ကတင်ဘွားကိုတင်ပဲအုပ်ချုပ်ရမယ်အခုတင်းရဲ့ဘဝကိုစဉ်းစားကြည့်တချို့နေ့တွေမှာတင်းရဲ့စိတ်ကပျော်နေတယ်အဲ့ဒီနေ့တွေမှာအရာအလုံးကပိုလာတယ်ဒါပေမဲ့နောက်နေ့မှာတင်းစိတ်ကပြန်ကျသွားတတ်တယ်အဲ့ဒီနေ့တွေမှာအရာအလုံးကမှောင်မဲသွားတယ်ဒါကြောင့်တင်တိထားရမယ့်အရာကတင်းစိတ်ကအရာဒီဥတုလိုပဲဒီနေ့ကမိုးရွာတယ်မနေ့ပြန်နေအောင်ထွက်မယ်ဒီနေ့လေတိုက်တယ်မနေ့ပြန်သိစိတ်တယ်ဒါပေမဲ့တင်ကမိုးမဟုတ်ဘူးတင်ကမိုးကိုကြည့်နေရတဲ့တူတင်ကမိုးဆိုတာခံနေရတဲ့တူတင်ကမိုးကိုကြော်ဖြစ်နေရတဲ့တူတခါတလေတင်းရဲ့စိတ်ကတင်ကိုဒီလိုမေးတတ်တယ်နင်ဘယ်တော့မှပြောမှလဲနင်ဘယ်တော့မှအောင်မြင်မှလဲနင်ဘယ်တော့မှအဆင်ပြေမှလဲလို့မေးလာတဲ့ချိန်ကျရင်တင်ကိုတခုပဲပြောပြချင်တယ်ပြောဖို့အတွက်အရာအလုံးပြီးမှပြောရမယ်ဆိုတာမဟုတ်ပါဘူးအေးချမ်းဖို့အတွက်လည်းအရာအလုံးအဆင်ပြေပြီးမှအေးချမ်းရမယ်ဆိုတာမဟုတ်ပါဘူးအေးချမ်းမှုဆိုတာအပြင်ကအခြေအနေမပြောင်းလဲခင်ကလေးကတင်းရဲ့အတွင်းထဲမှာစတင်နိုင်တယ်ဘယ်လိုစတင်ရမလဲဆိုတော့အရန်ကိုယူရှင်းတယ်ငါကစိတ်မဟုတ်ဘူးဆိုတာကိုနားလည်လိုက်တဲ့အချိန်ကနေပြီးတော့စတင်တာပါလူအများစုကစိတ်ထဲခံစားချက်ပေါ်လာတဲ့အချိန်မှာအဲ့ဒါကိုငါလို့ထင်သွားတတ်ကြတယ်ငါစိတ်ညစ်တယ်ငါကြောက်တယ်ငါဝမ်းနေတယ်စသဖြင့်ပေါ့ဒါပေမဲ့အဲ့ဒါကတင်မဟုတ်ပါဘူးအဲ့ဒါကတင်ရဲ့စိတ်ပါအဲ့ဒီချိန်မှာတင်ကဒီလိုပြောရမယ်ငါစိတ်ထဲမှာစိတ်ညစ်မှုတွေရှိနေတယ်ငါစိတ်ထဲမှာကြောက်ရွံ့မှုတွေရှိနေတယ်ငါစိတ်ထဲမှာဝမ်းနည်းမှုတွေပြည့်နေတယ်ဒီလိုပြောလိုက်တာနဲ့တင်ခံစားရတာတွေနည်းနည်းတက်တာတော့မယ်ဘာလို့လဲဆိုတော့တင်ကတင်ရဲ့စိတ်ကိုတင်နဲ့ခွဲနိုင်လိုက်လို့ပါတင်ရဲ့စိတ်ကတင်ကိုနာကျင်စီတဲ့အခါတွေမှာဒီစကားကိုတတိယပါအဲ့ဒါကစိတ်ပဲစိတ်ကအခုငါ့ကိုအကြောက်တရားနဲ့ကာကွယ်ချင်နေတယ်ဒါပေမဲ့အခုငါအဲ့ဒါကိုမလိုအပ်ဘူးဒီလိုပြောလိုက်ပါစိတ်ကိုမတိုက်ခိုက်ပါနဲ့စိတ်ကိုနားလည်ပေးလိုက်ပါတကယ်တော့စိတ်ကလည်းတူညီတူဟန်နဲ့တင်ကိုကယ်တင်ချင်နေတာပါတခါတလေတင်ရဲ့အတွေးတွေကတင်ကိုစိုးရိမ်မှုတွေမြင့်တက်စေတယ်ဒါပေမဲ့တင်တိထားရမှာကအတွေးဆိုတာကအတွေးပဲဖြစ်မယ်ဆိုတာမတိချအောင်အတွေးဆိုတာတင်စိတ်ထဲမှာရှိတဲ့အဖြစ်အပျက်တွေကိုခံမှန်းတဲ့အတန်ပဲတင်အတွေးတွေနောက်ကိုလိုက်တွားစရာမလိုပါဘူးအေးချမ်းမှုဆိုတာအရာအလုံးပြီးပြည့်စုံသွားမှရောက်လာတာမဟုတ်ပါဘူးအေးချမ်းမှုဆိုတာတင်စိတ်ကိုတင်နဲ့ခွဲနိုင်လိုက်တဲ့အချိန်မှာစတင်တာပါတင်စိတ်ကိုတင်နဲ့ခွဲနိုင်သွားတဲ့အချိန်မှာဆိုရင်တင်ဟာစိတ်ထဲမှာရှိတဲ့တရားတွေကိုပတ်မပြေတော့ဘဲနဲ့တိတ်တိတ်လေးကြည့်နိုင်လာမယ်အဲ့ဒါကတိုးတက်မှုပါအဲ့ဒါကကုတာမှုပါတချို့နေ့တွေမှာစိတ်ကတင့်ကိုအရန်ရိုက်ချိုတတ်တယ်တင့်ကိုအတိတ်ထဲကိုပြန်ပြီးတော့ဆွဲချသွားတတ်တယ်တင့်ကိုမရောက်တည်တဲ့အနာဂတ်တွေထဲကိုဆွဲခေါ်သွားပြီးတော့စိုးရိမ်စေတယ်ပြီးတော့တင်ကအဲ့ဒီစိတ်နောက်ကိုအလိုလိုလိုက်တွားမိတတ်တယ်အဲ့ဒီချိန်မှာဆိုရင်တင်ထိထားရမှာကစိတ်ကစိတ်ပဲတင်ကစိတ်မဟုတ်ဘူးဆိုတာပါဒီအချိန်ထိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတင်အတွက်နည်းနည်းလေးပဲဖြစ်ဖြစ်အထောက်အကူဖြစ်စေခဲ့မယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ပေးပါတခြားမိတ်ဆွေတွေစီကိုလည်း share လုပ်ပေးပါပြီးတော့နောက်ထပ်နှွေးထွေးတဲ့အတန်တွေအတွက် channel လေးကို subscribe လုပ်ထားပါတင်တယောက်တည်းမဟုတ်ပါဘူးကျမတင်နဲ့အတူရှိပါတယ်ဒီညလေးမှာအေးချမ်းမှုနဲ့အတူတင်ကိုပြန်တွေ့နိုင်ဖို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်